Hello လက်သေးတူလေးတွေကိုဘယ်လိုခွာကြမလဲပေါ်ရီသုံးပြီးကတ်ထားတဲ့လက်သေးတူလေးကိုခွာတဲ့အခါမှာဒီဘွန်ဒါလို့ခေါ်တဲ့လက်သေးတူခွာဆေးရည်လေးကိုအသုံးပြုတာပို့ပြီးတော့လွယ်ကူစေပါတယ်လက်သေးတူခွာဆေးရည်တွေကဒီလိုပလင်းလေးနဲ့လာသလိုဖြန်းတဲ့ဘူးလေးနဲ့လည်းလာပါတယ်ဘယ်လိုမျိုးစားအောင်မဆိုအသုံးပြုလို့ရပါတယ်အသုံးပြုတဲ့အခါမှာအရည်လေးကိုဘေးလက်သေးတူကတ်ထားတဲ့ဘေးပတ်ပတ်လင်မှာတုပ်လင်းလိုက်မယ်အတွင်းဘက်ကိုလည်းတုပ်ဖို့မမိပါနဲ့နော်ပြီးရင်စက္ကန့်30လောက်စောင့်ပြီးတော့ဒုတ်ကလေးနဲ့အသားအရာထိုးပါမယ်အဲ့လိုဒုံးနဲ့ခွာတဲ့အခါမှာလက်သေးသူကချက်ချင်းခွာလာမှာတော့မဟုတ်ဘူးเนาะအရေးလေးထက်လိုက်ဒုတ်လေးနဲ့ထိုးလိုက်ဖြစ်ချင်းပြုလုပ်သွားရမှာဖြစ်ပါတယ်ခွာပြီးတဲ့အခါမှာလက်သေးတူမျက်နှာပြင်မှာရောကိုယ့်ရဲ့လက်သေးပေါ်မှာရောကော်လေးတွေကျန်ခဲ့ပါမယ်အဲ့ကော်လေးတွေကိုလည်းတန်ရှင်းပေးဖို့လိုပါတယ်ဒီဆေးရည်လေးကကော်ကိုနူးသွားစေတဲ့အတွက်ကြောင့်မို့သူ့ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့လက်သေးမျက်နှာပြင်ပေါ်ကကော်ရည်နဲ့ဒီလက်သေးတူမျက်နှာပြင်ပေါ်ကကော်ရည်ကုန်လုံးကိုကော်အောင်တွန်းထုတ်ပြီးတော့ဒဇင်းလေးနဲ့တိုက်ပြီးတော့တန်ရှင်းပြုလုပ်လိုက်ပါလက်သေးတူလေးတွေကနောက်ချိန်ပြန်ပြီးသုံးပြုလို့ရသေးရဲ့เนาะကျေးဇူးပါ